စိတ်ကိုမြတ်စွာဘုရားကအလွန်တူတဲ့ဒီဂါထာတော်လေးထဲမှာ၃မျိုးလောက်တောင်အဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်ပေါ့စိတ်ဆိုတာတဲ့ဒုနိဂဟတနှိမ်နှင်းဖို့ခက်တယ်တဲ့ကိုယ်စိတ်ကိုပိုင်နိုင်ကင်တွယ်ဖို့မလွယ်ဘူးလို့ပြောတာစာတက်ကဓာတ်ရိုက်ဘာသာပြန်ထားတာကတော့နှိမ်နှင်းဖို့ခက်တယ်လို့ဘာသာပြန်အဲ့တော့ဦးဇင်းတို့စဉ်းစားတရားရှိတာကနှိမ်နှင်းတယ်ဆိုတဲ့အသုံးအနှုန်းကဘယ်လိုနေရာမျိုးမှာသုံးနှုန်းတယ်လဲဆိုးသွမ်းတဲ့ရိုင်းပြားတဲ့လူဆိုးတခိုးတွေဟုတ်လားဓမြတွေသဘုံတွေအဲ့ဒါတွေကိုပြောတဲ့နေရာမှာသုံးတာနော်နှိမ်နှင်းတယ်ဆိုတာအဲ့ဒီစကားလုံးလေးကိုကြည့်လိုက်လို့ရှိရင်ဒကာမတို့ဦးဇင်းတို့ရဲ့ပင်ကိုယ်စိတ်ဟာမလိမ္မာတဲ့သဘောဆိုးသွမ်းတဲ့သဘောရှိတယ်ဆိုတာကိုရှင်းမိနိုင်တယ်ပေါ့လက်တွေ့ကြကြနားလည်ရမှာကကိုယ်စိတ်ကိုနိုင်ဖို့အရန်ခက်တယ်ဆိုတာကိုနားလည်ရမှာအဲ့တော့ဒီနေရာမှာကိုယ်စိတ်ဟာနိုင်ဖို့ခက်တယ်ဆိုတာကိုလက်တွေ့ကြကြနားလည်ဖို့နှစ်ချက်လောက်ဦးဇင်းတို့စဉ်းစားကြည့်သေးခြင်းတယ်ဆိုကြပါစို့ဒကာမတို့ဦးဇင်းတို့တွေမကောင်းတဲ့အလုပ်တွေဟာဆင်းရဲဒုက္ခကိုဖြစ်စေတယ်လို့ယုံလဲယုံကြည်ကြတယ်သိလဲသိကြတယ်အဲ့ဒါလို့သိပါလက်ကဲနဲ့မကောင်းတဲ့အလုပ်တွေကိုတိတိကြီးနဲ့လုံမိနေကြတာတွေမရှိဘူးလားကိုဒုက္ခပေးမဲ့အလုပ်လို့သိပါလဲနဲ့တိတိကြီးနဲ့ကိုပဲအဲ့ဒီမကောင်းတာတွေကိုလုံမိနေတာပြောမိနေတာတွေးမိနေတာတွေရှိတယ်ညင်းလို့မရဘူးနော်ဘာဖြစ်လို့မကောင်းမှန်းသိရတဲ့အဲ့ဒီအလုပ်တွေကိုဦးဇင်းတို့တွေမရှောင်ကျင်နိုင်ကြတာတော့လုံမိနေကြတာတော့မကင်းနိုင်ကြတာတော့လို့စစ်စစ်ကြည့်ရင်အဖြေကကိုယ်စိတ်ကိုမနိုင်လို့ဟုတ်တယ်မဟုတ်လားနောက်တစ်ချက်စဉ်းစားကြည့်ပါဦးကောင်းတဲ့အလုပ်တွေဟာချမ်းသာစေလိမ့်မယ်အကျိုးရှိစေလိမ့်မယ်လို့ဒကာမတို့အချင်းတို့တွေဟာယုံလဲယုံကြည်ကြတယ်အထိုက်အလျောက်လဲနားလဲထားကြတယ်အဲ့လိုသိပါလက်ကဲနဲ့ကောင်းတဲ့အလုပ်တွေကိုအချင်းတို့မလုံနိုင်တဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိတယ်ကောင်းမှန်းသိရနဲ့မလုံနိုင်ဘူးနော်ဘာဖြစ်လို့မလုံနိုင်တာတုံးလို့အဖြေရှားကြည့်မယ်ဆိုရင်ကိုယ်စိတ်ကိုမနိုင်လို့ဆိုတဲ့အဖြေပဲထွက်လာတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မကောင်းမှန်းသိရနဲ့လုံမိနေတာကိုကြည်ခြင်းအပြင်ကောင်းမှန်းသိရနဲ့မလုံနိုင်တာကိုကြည်ခြင်းအပြင်ဒကာမတို့အချင်းတို့ဟာကိုယ်စိတ်ကိုပိုင်နိုင်မကင်တွယ်နိုင်ဘူးဆိုတာရှင်းတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကဒုနိဂဟတစိတ်ဆိုတာနိုင်ဖို့အရန်ခက်တယ်လို့ပြောတာနောက်ဒုတိယစိတ်ဆိုတာတဲ့လဟုနောအလွန်မှမြန်ဆန်တဲ့သဘောလေးရှိတယ်တဲ့ဘလောက်ထိမြန်တယ်လို့ပိဿတို့ကြားဘူးတော့ကြားဘူးထားပြီးသားပါလေလက်ဖြစ်တဲ့အတွင်းမှာကိုပဲဂဒေတသိန်းလောက်ဖြစ်ပြီးတော့ချုပ်တယ်လို့ကြားဘူးတယ်ဒါကမြတ်စွာဘုရားရဲ့တပ္ပယုဒဉာဏ်နဲ့မြင်တော်မူတဲ့အမြင်ပါဒကာဓမ္မတို့ဦးဇင်းတို့တွေမြင်နိုင်တဲ့အမြင်မျိုးမဟုတ်ပါဘူးဒကာဓမ္မတို့ဦးဇင်းတို့သိနိုင်တာကတော့စိတ်တွေကဟိုရောက်ဒီရောက်အခုပဲကောင်းတာတွေးလိုက်တော့ကြမကောင်းတာတွေးလိုက်အခုပဲကောင်းတာကြံစီလိုက်တော့ကြမကောင်းတာကြံစီလိုက်တစ်မျိုးပြီးတစ်မျိုးတွေးနေတာပဲလို့ဒီလောက်ပဲသိနိုင်တာပါသို့တော့စိတ်ဟာအယမ်းမြန်တယ်ဆိုတာကိုတော့တည်တည်ချာချာစဉ်းစားကြည့်ရင်လက်မခံလို့တော့မရအောင်ဆိုကြပါစို့ဦးဇင်းဥမာတစ်ခုပြောမယ်အိမ်မှာエアコンလေးဖွင့်ပြီးတော့ထမင်းစားရင်းနဲ့ TV ကြည့်တယ်လို့ဆိုကြပါစို့နော် TV ရှိထိုင်ပြီးတော့ထမင်းစားရင်းနဲ့エアコンလေးလည်းဖွင့်ထားတယ် TV ကပြတာကိုလည်းမြင်ရတယ် TV ကထွက်လာတဲ့အသံကိုလည်းကြားရတယ်ကိုစားတောင်းနေတဲ့အစာအာဟာရတွေအနံ့အရသာကိုလည်းသိတယ်エアコンဖွင့်ထားတဲ့အတွက်ကြောင့်အေးအေးလေးဖြစ်နေတယ်ဆိုတာကိုလည်းခံစားရတယ်အာယုံ၅ပါးလုံးနော်အဲ့ဒီအာယုံ၅မျိုးသလုံးကိုဦးဇင်းတို့တွေဟာတပြိုင်တည်းခံစားနေတယ်လို့ထင်ရလောက်အောင်တကယ်တမ်းကတပြိုင်တည်းသိတာမဟုတ်ဘူးနော်စိတ်ဆိုတာတစ်ခုပြီးမှတစ်ခုဖြစ်တာမြင်နေတဲ့အချိန်မှာကြားတဲ့စိတ်မရှိဘူးကြားတဲ့စိတ်ဖြစ်နေတဲ့အချိန်မှာမြင်နေတဲ့စိတ်မရှိဘူးဒါပေမဲ့ तू ကအယမ်းမြန်တဲ့အတွက်ကြောင့်ဦးဇင်းတို့တွေကတပြိုင်တည်းမှာကိုပဲတစ်ချိန်တည်းမှာကိုပဲငါဟာမြင်လဲမြင်နေတယ်ကြားလဲကြားနေတယ်စားလဲစားနေတယ်လို့ထင်ရတယ်အဲ့လောက်ထိဒီစိတ်ဟာမြန်တယ်ဆိုတာကိုဦးဇင်းတို့တွေးကြည့်ရင်မသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကစိတ်ဆိုတာလဟုနောအလွန်မြန်ဆန်တဲ့သဘောရှိတယ်တဲ့အဲ့လိုမြန်လွန်းတဲ့အတွက်ကြောင့်လို့ကိုပဲကင်တွယ်ရတာခက်နေတယ်ခုပဲတစ်မျိုးတော့ကြတစ်မျိုးဖြစ်ချင်တိုင်းဖြစ်နေတာဟုတ်လားဒါကြောင့်စိတ်ရဲ့သဘာဝကိုမြတ်စွာဘုရားကအဲ့လိုလေးပုံဖော်ပြောတာနောက်တတိယစိတ်ရဲ့သဘောဘယ်လိုပြောတော့ဒါလေးကပို့ပြီးတော့လက်တွေ့ကြမယ်ယထကာမနိဗ္ဗာတိနောတဲ့စိတ်ဆိုတာရောက်ချင်တဲ့နေရာကိုဗျံမရာစီကံမရှိရောက်သွားတတ်တဲ့သဘောရှိတယ်တဲ့အရင်စဉ်းစားရကောင်းတယ်ကိုဘာတွေတွေးနေတယ်လဲကိုဘာတွေကြံနေတယ်လဲဆိုတာကိုဘယ်သူမှလည်းမသိနိုင်တာဖြစ်လေတော့စိတ်ကလွတ်လွတ်လပ်လပ်ကြီး
မကျက်စားတဲ့နဲ့မရောက်တဲ့နေရာမှာကျက်စားနေတာတွေရောက်နေတာတွေအများကြီးမရှိဘူးလားငါအသက်အရွယ်နဲ့ဒါမျိုးတွေမတွေးသင့်ဘူးလို့စိတ်မှာမရှိဘူးငါအဆင့်အတန်းနဲ့ဒါတွေမကြံစည်သင့်ဘူးလို့ဒါမျိုးလည်းမရှိဘူးကိုကြမ်းနေတာကိုတွေးနေတာဘယ်သူမှမသိနိုင်တာကိုကစားအလွန်လုံခြုံတဲ့ကာဘာကြီးတစ်ခုလိုဖြစ်နေတာ哦ဟုတ်တယ်မဟုတ်လားဒါကြောင့်တခါတလေလူကဘုရားရှင်ရှင်မငုတ်တုထိုင်တရားမှတ်နေတဲ့အမူအရာလေးရှိနေမယ်ပေါ့သို့တော့အဲ့ဒီအနေအထားမျိုးမှာကိုပဲစိတ်ကမသိတော်တဲ့နေရာတွေကိုရောက်သွားတတ်သေးတာပဲလေဟုတ်လားဒါကြောင့်တရားတော်တို့ဦးဇင်းတို့ရဲ့စိတ်ဟာစီကံမရှိဘူးဆိုတာကတော့အလွန်မှသေချာတယ်ဟောဒါကိုမြတ်စွာဘုရားကယထကာမနိပါတိနောသူရောက်ချင်တဲ့နေရာကိုဗျံပရာရောက်သွားတတ်တဲ့သဘောရှိတယ်တဲ့ဘာကိုမှငက်ကွက်ထောက်ထားတဲ့သဘောမရှိဘူးစိတ်ရဲ့သဘောအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဓမ္မထောတကယ်လို့သာယဉ်ကျေးအောင်ဆုံးမနိုင်မယ်ဆိုရင်သာဓုအဲ့ဒါအလွန်ကောင်းနေတဲ့ဘာလို့တော့ဒန်ဒန်ဆုံးမလို့ယဉ်ကျေးပြီဆိုရင်စိတ်တန်အဲ့ဒီယဉ်ကျေးတဲ့စိတ်ဟာဒုက္ခဘဝဟာအမျိုးမျိုးသောချမ်းသာကိုပေးနိုင်တဲ့အစွမ်းတတ္တိရှိနေတယ်တဲ့ဟုတ်လား